အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Cyrus ပါဒါဆိုရင်ရင်တစ်ခေါက်ဗီဒီယိုလေးမှာတော့ဈေးများတဲ့ AR မျက်မှန်တွေအကြောင်းပြောပြခဲ့ပြီးတော့ဒီတစ်ခေါက်ဗီဒီယိုလေးမှာတော့ဈေးသက်သာတဲ့ AR မျက်မှန်တွေရဲ့ AR VR ပေါင်းဆက်ထုတ်လုပ်ထားတဲ့မျက်မှန်တွေရဲ့နဲ့အားသာချက်အားနည်းချက်တွေပြီးတော့ဒီကောင်လေးနဲ့တွဲဖက်ပြီးဆော့ကစားလို့ရမယ့် game လေးတွေအကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်ကဲဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါဦးဗျာဟုတ်ကဲ့ပါဒါဆိုရင်တော့ကျွန်တော်တို့ game ကစားဖို့အတွက်မဟုတ်လို့ရှိရင်လည်းကျွန်တော်တို့ Twilight လေးသုံးရင်းနဲ့ဗီဒီယိုကြည့်ကျင်တဲ့ brother တို့အတွက်ဈေးသက်သာတဲ့ AR မျက်မှန် model လေးတွေကတော့ X-Real ရှိမယ် Rocket ရှိမယ်ပြီးရင်တော့နောက်ဆုံး usage ရှိပါမယ်ဒီ model လေး3ခုကတော့ဒေါ်လာ1000အောက်ပဲကျသက်မှာဖြစ်ပြီးတော့ဈေးသက်သာတဲ့ AR မျက်မှန်အမျိုးအစားတွေပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာနောက်ထပ်ပစ္စည်းလေးတစ်ခုကတော့ Mix Reality ဖြစ်ပြီးတော့ VR နဲ့ AR နည်းပညာနှစ်ခုလုံးပေါင်းစပ်ထားတာပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီ branded တွေကတော့ Meta Quest Pro ရှိမယ်ပြီးရင်တော့ Air version Pro ရှိပါမယ်You're keeping things in the confines of your room. It's really quite something to look at. ဒီ VR မျက်မှန်လေးတွေရဲ့အားသာချက်တွေကတော့စိတ်ဝင်စားဖွယ်အတွေ့အကြုံပေးစွမ်းနိုင်တယ်ပြီးရင်တော့ကျွန်တော်တို့ဆရာဝန်တွေခွဲစိတ်လေ့ကျင့်တာတွေ engineer တွေ 3D model လေ့လာတာတွေအစရှိသဖြင့်စီးပွားရေးပညာရေးဆေးဘက်ဆိုင်ရာနယ်ပယ်တွေမှာအထောက်အကူပြုနိုင်တယ်ဒါတွေကတော့ကျွန်တော်တို့ AR မျက်မှန်ရဲ့အားသာချက်လေးတွေဖြစ်ပါတယ်ကျွန်တော်ဒီ AR မျက်မှန်ရဲ့အားနည်းချက်လေးတွေကတော့ဈေးကြီးတာပြီးရင်တော့ battery သက်တမ်းက2နာရီကနေ4နာရီအထိပဲခံတာမဟုတ်လို့ battery စားတာမျိုးတွေရှိတယ်ပြီးရင်တော့နီးပညာဆိုင်ရာကန့်သက်ချက်တွေနဲ့ဒီမျက်မှန်ကြီးတကားကားလုံနေလို့ရှိရင်တော့လူအများရှိမှာထူးဆန်းတဲ့ကြည့်ရှုမှုတွေဖြစ်စေနိုင်တယ်ပြီးရင်တော့နောက်တစ်ခုကတော့ကျွန်တော်တို့ကင်မရာတွေ microphone တွေပါဝင်တဲ့အတွက်ကြောင့်မို့လို့ဒီကျွန်တော်တို့ကိုရေးကိုရာတွေချိုးဖောက်နိုင်တယ်ဆိုပြီးတော့စိုးရိမ်မှုတွေရှိနေတာကတော့ဒီ AR မျက်မှန်ရဲ့အားနည်းချက်တွေပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ဆုံးအနေနဲ့ AR နီးပညာတဲ့ဖန်တီးထားတဲ့ထင်ရှားတဲ့ game တွေအကြောင်းကတော့အပိုင်း၄ပိုင်းခွဲပြီးတော့ပြောလို့ရပါတယ်ကျွန်တော်တို့အပိုင်း၁ကတော့လူသိများတဲ့ mobile AR game တွေဖြစ်ပါတယ်ဒီထဲမှာတော့ကျွန်တော်တို့ Pokemon Go game တွေ Ingress ပြီးရင်တော့ Harry Potter နဲ့ Jurassic World Alive ဒီ game လေးတွေကတော့ကျွန်တော်တို့ iOS နဲ့ Android မှာလည်းရရှိနိုင်ပြီးတော့ AR mobile game အဖြစ်နဲ့စော့ကစားနိုင်တာမျိုးဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော် Harry Potter game ကတော့2022ခုနှစ်မှာဝန်ဆောင်မှုကိုရပ်နားလိုက်ပြီဖြစ်ပါတယ်နောက်ထပ်အပိုင်းနှစ်မှာတော့ AR မျက်မှန်နဲ့တီးသန့် platform အတွက် game တွေကျွန်တော်တို့ Microsoft HoloLens game နဲ့ Meta Quest Pro Apple version Pro game တွေဖြစ်ပါတယ်အပိုင်း3ရိုးရှင်းတဲ့ AR game တွေအနေနဲ့တော့ကျွန်တော်တို့ Angry Birds ရှိမယ် The Walking Dead ရှိမယ်ပြီးရင်တော့2021ခုနှစ်မှာရပ်နားသွားတဲ့ Minecraft Earth ဆိုတဲ့ AR game လေးတွေရှိပါမယ်ကျွန်တော်တို့နောက်ဆုံးအပိုင်းလေးအနေနဲ့ Ghost Spider War AR နဲ့တရေတွေကိုဖမ်းရတယ် okay ပြီးတော့ Zombie Genshin Revenant AR drone နေနဲ့ Zombie တွေကိုပစ်ခတ်ရတဲ့ game နောက်ဆုံးတော့ Night for AR တဝိုင်းမဝင်စစ်ပွဲတွေကို AR ဖြင့်ပြန်လည်တည်ဆောက်ထားတဲ့ game အစရှိတဲ့ game တွေကတော့လူသိများတဲ့ AR game မျိုးစားတွေပဲဖြစ်ပါတယ်Time I come a nigga gotta set it, then I gotta go and then I gotta get it, then I gotta blow and then I gotta shut it. Any little thing a nigga think that he be doing, cause it doesn't matter, cause I'm gonna
ဟုတ်ကဲ့ပါခင်ဗျာနောက်လာမယ့် season တွေမှာလည်းဘယ်လိုစိတ်ဝင်စားဖွယ်ရာကောင်းတဲ့ game အကြောင်းတွေကိုတင်ဆက်ပေးသွားအောင်လဲဆိုတာဆက်လက်ပြီးတော့စောင့်ကြည့်ပေးကြပါဦးခင်ဗျာ